Hello ဒီတစ်ခါမှာတော့ထွက်တဲ့ဗီဒီယိုလေးကိုလိုက်ကြည့်ပေးကြပါအောင်နော်အခုကတော့ကားပေါ်ရောက်နေပါပြီ Express ကားမရှိရကြတော့အရန်ကို excited ဖြစ်နေရပေါ့နော်ဒါကတော့ကလေးကစားစရာဆိုင်ကိုရောက်နေတာပါဘယ်မျိုးလဲဆိုတာမှန်ကြည့်ကြနော်အုပ်စုလိုက်ကြီးထွက်ဆိုအရန်ပျော်ဖို့ကောင်းတယ်ပြီးတော့လေတခြားတစ်မျိုးသွားလေရတာဆိုတော့ဘယ်လိုပြောရမလဲ feeling ကတစ်မျိုးပဲပေါ့နော်ဒါကတော့အရန်ကိုလာတဲ့နေရာလေးကိုရောက်နေပါတယ်သူကလန်ဒန်နဲ့ဆိုရင်3နာရီလောက်ကားစီရတယ်ပေါ့နော်ဒါပေမဲ့လည်းအရန်လာတော့တပုံနေလည်းအများကြီးခဲ့ပေါ့နော်ဒါကတော့ပထမဆုံးပုံလေးပါအမျိုးရောက်ပြီဆိုရင်အရန်ကိုနာမည်ကြီးရဲ့ဆော်လီလူးကဖေးဆိုင်ကိုလည်းတွားပြအောင်တော့အမျိုးမရှိအဟောင်းဆုံးအိမ်တွေကတစ်ခုဖြစ်အဲ့ဒီအိမ်ကဆော်လီလူးစပန်ဆိုတဲ့မုတ်ချအထူးနာမည်ကြီးတဲ့ဆိုင်လေးပေါ့နော်ပြီးသွားရင်ဒီနေရာလေးကိုလည်းတွားပြအောင်တွားနော်သူကလည်းအရန်လာပြီးတော့အရန်ကိုနာမည်ကြီးရဲ့နေရာလေးပေါ့နော်ခေါင်းလောင်းတန်လေးတွေဆိုလဲအမြင့်အဆက်မပြတ်မြည်နေတာပေါ့နော်လူတွေကလည်းအခုခရီးသွားရသည်ဆိုတော့အရန် crowded ဖြစ်တယ်ပြီးတော့တော်လေးလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီနေရာလေးဓာတ်ပုံတွေလည်းအများကြီးရိုက်ခဲ့ပါတယ်ရှင်ဒါတော့တို့ရိုက်လာတဲ့ photo လေးပေါ့နော်ရှုပ်ကင်းလေးတွေကလေ London Vice နဲ့မတူဘဲနဲ့တော်လေးကိုစိမ့်ဆူလေးနဲ့လှရတယ်ပေါ့နော်ကြတော့မျိုးပြဆန်နဲ့ဒါကကြတော့နည်းနည်းလေးပြောတောင်ပေါ်ဒေတာလေးလို့ဖြစ်တာပေါ့ဒါတော့ကိုယ့်ရဲ့ပုံလေးတစ်ဖြတ်ပေါ့နော်ပြန်လန်းနေလေတော်ရှောက်ခဲ့ရပါတယ်တနေ့ခုံလုံးလဲရှောက်ပြီးပဲသွားပါပေါ့နော်ဒါပေမဲ့အရန်ကိုပြောခဲ့ရပါတယ်ပြီးွားရင်သူတို့ရဲ့ museum ထဲမှာဝင်ပြီးတော့လေ့လာခဲ့ပါတယ်ဘိုက်မျိုးကတော်လေးလှတယ်လို့ပြောရမယ်တော်လေးပြောခဲ့ရပါတယ်လန်ဒန်နဲ့ဆိုရင်နေချင်းပြန်သွားတာနဲ့အဆင်ပြေတယ်ပေါ့နော်ဆောင်းတီးကြည့်ပြီးလို့ကျေးဇူးပါရှင်ဘိုင်ဘိုင်